မကြခင်ရောက်လာတော့မယ်တကြံပိတ်ရက်ရှိမှာထွက်ရှိမယ်ဥရောပ9နိုင်ငံခီးစဉ်လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်သွားမဲ့သွားတော့ဥရောပတစ်ခုလုံးကိုတစ်ခါတည်းနဲ့နေရာဆောင်အောင်သွားရောက်လည်ပတ်ချင်တယ်ဆိုတဲ့ဧည့်သည်တော်ရဲ့အတွက်ပြင်သစ်အီတလီဂျာမနီဆွစ်ဇာလန်နယ်သာလန်ဘယ်လ်ဂျီယမ်အော်စတြေးလျချက်နဲ့ဟန်ဂေရီအစရှိတဲ့နိုင်ငံ9နိုင်ငံကိုသွားရောက်လည်ပတ်နိုင်မဲ့ခီးစဉ်လေးကိုစီစဉ်ပေးထားပါတယ်ဒီခီးစဉ်မှာဆိုလို့ရှိရင်ဆွစ်ဇာလန်တောင်ကြားမှာ view ကြည့်ရထားစီးနေခြင်းရေခဲတွေဖုံးလွှမ်းနေတဲ့ Mount Titlis ကိုကေဘက်ဖြစ်တက်ရောက်ခြင်း Paris မြို့ရဲ့အသေးနှလုံးဖြစ်တဲ့စိတ်ညစ်မှာအပျော်စီးတင်မော်စီးနေခြင်းအစရှိတဲ့ activity တွေမျိုးစုံပေါင်းမှာဖြစ်ပြီးတော့ခရီးစဉ်တောင်လျှောက်မှာလည်း 4 star hotel မှာပဲတဲခုမှာဖြစ်ပါတယ်ခရီးစဉ်လေးက18ညအိတ်16ရက်ကြာမြင့်မှာဖြစ်ပြီးတော့တဦးကို US ဒေါ်လာ9000ကျပ်တက်မှာဖြစ်ပါတယ်။ဥရောပဗီဇာလျှောက်ထားဖို့အတွက်ဆိုလို့ရှိရင်အချိန်ယူရတဲ့အတွက်ကြောင့်အမြန်ဆုံးစာရေးပေးသွင်းမှုတော့လိုအပ်ပါတယ်နော်။နိုင်ဆိုင်မှာထွက်ရှိတဲ့ခီးစဉ်တိုင်းကဈေးမှန်ကျွမ်းကျင်ဝန်ဆောင်မှုကောင်းပြီးတော့ခီးစဉ်တိုင်းရဲ့ quality ကိုအထူးဂရုစိုက်ပြီးတော့စီစဉ်ထားတာဖြစ်တဲ့အတွက်ကြောင့် Premier Service Quality ကိုလိုချင်တဲ့ဧည့်သည်တော်တွေတိုင်းအတွက်နိုင်ဆိုင် Travel ဆိုလို့ရှိရင်ရွေးချယ်တဲ့ခီးသွားကုမ္ပဏီတစ်ခုဖြစ်ပါတယ်ခရီးစဉ်များအပြင်ပြည်တွင်းပြည်ပလေလက်မှတ် Visa, Hotel နဲ့ Travel Insurance တွေကိုတနေရာထဲမှာ One Stop Travel Service ကိုအကောင်းဆုံးဝန်ဆောင်မှုပေးနေတဲ့ Nice Time ကိုအခုပဲဆက်သွယ်ပြီးတော့သင်ရဲ့ခရီးစဉ်တွေကိုအလွယ်ကူဆုံးစတင်လိုက်ပါ